နောက်တက်တဲ့လူတွေလည်းအများကြီးပဲနော်ပညာလုံးမှာငါရောမင်းသမီးရောအများကြီးပဲဆိုတော့လေနောက်ပြီးတော့အကုန်လုံးလည်းတော်ကြတော့တော်ကြတော့ပြီးတော့မိုးရုံအနေနဲ့လည်းစက်တိုက်လောက်လာတဲ့ကိစ္စမရှိဘူး။ကြားထဲမှာနားလိုက်တော့နည်းနည်းလေးမှားသွားတယ်။မှားသွားတဲ့ခါကျတော့နည်းနည်းစိမ့်နာတွေဘာတွေတော့ဖြစ်မိမယ်ထင်တယ်။ဟုတ်။ဒီကအခုလည်းလာတော့ကဲဘုရားနဲ့ငါကြောလေးလို့တဲမှာပချီထားသူရဲ့ဖြီးဖို့ကတဲ့တဝဲဝဲလေအထက်တပဲဆွေရင်နောက်အိမ်နောက်ရေးကားရေဆိုလဲကိုအတွေ့အကြုံလည်းမရှိဘူးကိုအမနိုင်ပြောရင်မသိပဲရဟန်းလုပ်ခဲ့တာများတယ်ပေါ့နော်အခုချိန်မှာဆိုတော့အိမ်နောက်ရေးကားရေပါဆိုလဲကိုစစ်စားပြီပေါ့ဘယ်နဲ့လောက်တော့ရှင်းရပါလဲခင်ဗျာလောင်းကတော့လွမ်းတာပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒီမှာဒီကပူရဲပါတယ်ဥပညာပူတာအခက်ဆုံးပါကျွန်တော်ရဲ့ဖိတ်ကြားရတဲ့ဟုတ်တယ်ဟုတ်လားမယ်အဲ့တော့မနေ့ပြောရင်လေဟိုအရန်ကြီးဝါသနာပါပြီးလောက်ဖြစ်တာမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးလူတော်မှမလောက်တာကြားတယ်နောက်ကြားသွားတဲ့အရာပေါ့နော်ဒီလိုမျိုးတွေပြန်တွေ့တဲ့အခါမှာလောက်ချစ်စိတ်လေးခုနပြောတော့နုပညာဖို့လေးရတော့နည်းနည်းတော့ကြံလေးရပါတော့ဟုတ်ကိုကတကယ်လို့လုပ်ပါဆိုရင်ကိုယ့်ရဲ့အိမ်နောက်ကနေတာခက်လို့ဒါဒီဝီဆောင်ဟုတ်ကဲ့ဟုတ်တော့ခွင့်ပြုပါတယ်ဒီရွှေပြီးတော့မှာဖြစ်ပါတယ်ကိုလည်းဝါသနာပါတယ်ဟုတ်လားသူအဆိုဝါသနာပါတယ်သူဟုတ်ပြင်ဆင်မှုကကိုလည်းဘယ်လိုပြောရမလဲအချိန်တော့တော်တော်ပေးရမယ်ရုပ်ရှင်ရိုက်တာလည်းသိရတဲ့အတိုင်းလေအများနဲ့လောက်ရတာပြီးတော့တစ်နေ့လုံးတစ်ညလုံးအချိန်ဟိုဟာလေဒီရိုက်ကွင်းမှာပဲထားရတာဆိုတော့လေခလေးနဲ့ခလေးမလွတ်ဘူးဆိုရင်တော့အဆင်မပြေတော့ဘူးခလေးဆိုလည်းစိတ်ချရတဲ့လူပေါ့နော်ရှိမှပဲအဆင်ပြေမယ်ထင်တယ်ဟုတ်ရိုက်ချင်တာလားရိုက်ချင်တယ်တရေကားတစ်ခါမှမရိုက်ဘူးတရေကားလို့ပါတော့လိုမျိုးလေပြီးတော့အစကိုကလည်းတဲထိတ်ရမှုကားဆိုရင်ကြိုက်တဲ့လူဆိုတော့တဲထိတ်ရမှုကားကြိုက်တယ်စီရီတဲကတော့ကြည့်ပြပါတယ်3လေးကတော့ကြည့်ပြပါတယ်ဟုတ်ရိုက်ချင်မှာနောက်ပိုင်းကအိမ်နောက်ရေးကားရများတယ်လေပြီးတော့အရင်တော့ကိုအိမ်နောက်ရေးကားလိုက်ရိုက်တာတဲ့အခုချိန်ရိုက်လို့ဆိုတော့ပို့ပြီးတော့ပြီးပြမယ်ထင်တယ်အခုကတော့ရဲ့လူရပိုများပါတယ်ဟုတ်များရဲ့အတွက်ဆော့ပြောတော့လေကိုစားရိုက်မယ်ဆိုလို့ရှင်လည်းကိုကမလောက်တာကြာပြီဆိုတော့ခုနကရိုက်ခွင်းနဲ့နည်းနည်းလေးဟိုဟာဘယ်လိုပြောမလဲမရင်းကြီးရလေးပဲဖြစ်မယ်ထင်တယ်တခြားဘက်ကတော့အရင်တက်ဆိုင်တော့ပို့ပြီးတော့ဆင်ပြေမယ်ထင်တာပဲအဲ့တော့ဟိုရင်တော့ပြောရလို့ရှိရင်အိမ်နောက်ရေးကားရေဆိုလဲကိုအတွေ့အကြုံလည်းမရှိဘူးကိုအမနိုင်ပြောရင်မသိပဲရဟန်းလုပ်ခဲ့တာများတယ်ပေါ့နော်အခုချိန်မှာဆိုတော့အိမ်နောက်ရေးကားရေပါဆိုလဲပိုဆင်ပြေတော့မယ်ထင်တယ်ဟုတ်ဘုရားအခုလည်းလာတော့ကဲဘုရားနဲ့ဘုရားဆွေလာပြီးမှစဉ်းစားကြတဲ့အတိုင်းဆိုတော့ဒီရှိနေလို့ဆိုတော့မလို့လာမလို့ထိန်းထားရမှာရှိစားတော့ဒီခံပေါ့နော်အခုဒီအိမ်တော်ကြတယ်တာသမီးတွေပြောဥစားနဲ့ stress တွေများနေဆိုရင်အရင်ကခန္ဓာကိုယ်အစားထိန်းသိရလာပြီကိုကအခုဘယ်လိုမျိုးဟုတ်အများကြီးတွေ့တယ်ကျူးကျူးရောဟိုလိုမျိုးကြီးရောထိချုပ်တာမျိုးတော့မဟုတ်ပါဘူးဟုတ်အနေချင်းလောက်ပါပဲဟုတ်တော့ကလေးနဲ့ကလေးကိစ္စလောက်တာနဲ့ပါနဲ့ဆိုတော့လေသူကသူကြာသွားနေတယ်ဒီမှာရုပ်ဆိုရှင်ကတော့မစောပြသေးပါဘူးဆိုဟုတ်စားတော့တော့ပုံမှန်မှာပဲဟုတ်ပုံမှန်ပဲစားတယ်ဟုတ်ဒီလိုဝိတ်တယ်ကိုဝိတ်ချိန်ကလည်းတော့ရှိတယ်အတူတူပဲရှင်ဟုတ်ဒီကဘာလို့ဒါဒါဒီကတော့ပြန်ပြီးတော့ခြေရနဲ့ပြန်ပြီးတော့ခြေရနဲ့ပြန်ဆိုင်တင်ချင်တယ်ဆိုတော့ရတယ်ဘလို့ပုံစံနဲ့ပြန်ဆိုင်ဘလို့ပုံစံနဲ့ဖြစ်ပါဟုတ်ကဲ့လောက်ချင်တာဆိုတော့လောက်ချင်စိတ်လည်းဖြစ်ပြပါတယ်ဟုတ်ဒါပေမဲ့စောစောတစ်ဖက်မှာလည်းမလောက်တာကြပြီဆိုတော့မလောက်တာကြပြီဆိုတော့လေကိုရဲ့နည်းနည်းလေးပေါ့နော်အားလုံးနဲ့စပြေးပါမလားဆိုစိုးရင်စိတ်လေးရောရှိတာပေါ့ဟုတ်အဲ့ဒါပါပဲပိုခတ်မှာပေါ့ပိုခတ်မယ်လို့ထင်တယ်ဘာလို့ဟိုဘယ်လိုပြောရမလဲအခုကပို့ပြီးတော့ဟိုလေဟိုနောက်တက်တဲ့လူတွေလည်းအများကြီးပဲเนาะပညာလုံးမှာငါရောမင်းသမီးရောအများကြီးပဲဆိုတော့လေနောက်ပြီးအကုန်လုံးလည်းတော်ကြတော့ဟုတ်တော်ကြတော့
ပြီးတော့မိုးရွာအနေနဲ့ကလည်းစက်တိုက်လောက်လာရေးကိစ္စမရှိဘူးဂျားရမှာနားလိုက်တော့နည်းနည်းလေးမှားသွားတယ်မှားသွားတဲ့ခါကျတော့ဟိုနည်းနည်းစိမ့်နာတွေဘာတွေတော့ဖြစ်မိမယ်ထင်တယ်ဟုတ် ငါကြိုလေးလို့သဲမှာပချီထားသူရဲ့ပြေဖို့ခက်တဲ့တဝဲဝဲလေအထက်တပဲဆွေရင်နောင်တဲ့ ဝါဒနာလေးကငယ်လေးကတော့လည်းဝါဒနာပါမယ်ထင်တယ်သူကတချင်းတွေပါကြိုင်းလို့လှုပ်တာလို့ကတာလို့ရှိတယ်ဟုတ် ဘိုးကတကယ်လို့သူတို့ရဲ့အန်းကြောင်းကိုဘယ်လိုဆက်နေတယ်လို့ဖွင့်ပေးတာလဲသူတို့ အော်သူတို့ကဟုတ်သူတို့ရောမချုပ်သေးပါဘူးသူတို့ကြိုက်တာတော့အကောင်လုံးခွင့်ပြုမှာ